ကတိတာတစ်ခုတည်းကတစုံတစ်ခုကိုထုတ်ယူလိုက်ပြီးတော့ဒီအရာနဲ့ဘာလို့ရမယ်ဆိုတာတင်ကောင်းကောင်းသိတယ်မဟုတ်လားလို့ပြောလိုက်ပါတယ်။အဲဒီချိန်မှာရန်ရွှေတော်တူရောက်လာပြီးတော့ဂေါတမီကမင်္ဂလာပွဲတက်ဖို့အစင်းသင်းဖြစ်ပြီလားလို့မေးခိုင်းလိုက်တယ်ဆိုတာမှာမင်္ဂလာကကာမူကောက်ကိုပရိုက်ပြကဒီမင်္ဂလာပွဲကိုပကြောင်တက်ရမှာလဲလို့ဆိုလိုက်ပါတော့တယ်။ရန်ရွှေတော်လည်းဂေါတမီစီပြန်ရောက်တော့မင်္ဂလာကမင်္ဂလာပွဲတက်ဖို့ညှင်းဆန်နေကြောင်းရှောက်တင်လိုက်ရမှာအမီတာကသူမတင်ထားသလိုပဲပြဿနာလုံနေပြီလို့ဝင်ပြောလိုက်ပါတယ်။ဂေါတမီကစိတ်မပူဖို့နဲ့မင်းကြီးနဲ့အတူမင်္ဂလာစီသွားကဖြောင်းပြပေးလိုက်မယ်လို့ဆိုလိုက်ပြီးတော့အဲဒီနောက်မှာမင်းကြီးကိုမတိမတာဆွဲခေါ်ကထွက်သွားခဲ့ကြပါတယ်။သူတို့ပြောတဲ့စကားတွေကိုတိတ်ထကလည်းနားထောင်နေခဲ့တာဖြစ်ပြီးတော့မင်္ဂလာနဲ့ဒီဝရအတွက်စိတ်မကောင်းဖြစ်နေခဲ့ရပါတယ်။အခမ်းအနားကိုဖွင့်ပြီးတော့ဝင်လာတော့ဂရိနဘေးမှာခြေပြက်လက်ပြနေထားတဲ့ထိုင်နေတဲ့မင်္ဂလာကိုတွေးလိုက်ကြရပါတယ်။ဂေါတမီကအချိန်ဒီကနေပြီးမလို့ဝက်စားပြင်ဆင်ပြီးသွားကြရအောင်လို့ဆိုလိုက်ပေမဲ့မင်္ဂလာကမင်္ဂလာပွဲတက်သွားလို့ရှိရင်လူပုံလဲမှာရှာကွဲလိမ့်မယ်လို့ဆိုခဲ့တာဖြစ်ပါတယ်။မင်းကြီးကဘာကြောင့်များလဲလို့မင်္ဂလာကိုမေးလိုက်ရမှာမင်္ဂလာကဟိုနေပေါင်းများစွာကလေးကသူမဟာတာကီမင်းတွေအကြီးမှုဖြစ်တဲ့မင်းကြီးတုတ်တော်နာကိုပဲလက်ဆက်ဖို့ကြွေးကြော်ခဲ့မှုပေမဲ့ဖြစ်မလာခဲ့ဘူးလို့ဆိုလိုက်ပါတယ်။ယခုတစ်ချိန်မှလည်းရတော်တရားကိုဒီဝတ်တက်နဲ့လက်ဆက်ပေးဖို့အစွမ်းကုန်စူးစမ်းခဲ့ပေမဲ့နောက်ဆုံးမှာဘာမှဖြစ်မလာတာကြောင့်မင်္ဂလာပွဲမှာလူများကသူမကိုအပြောကြီးပြီးအရေးချင်းမရှိတဲ့မိန်းမတယောက်လိုဝိုင်းပြောကြလိမ့်မယ်ဆိုပြီးတော့ပြောလိုက်တာပါ။ဂေါတမီကတိတ်တထားကလည်းမင်္ဂလာရဲ့ဒူတော်ဖြစ်တာကြောင့်တားတော်နဲ့မချားသလိုမင်္ဂလာပွဲကိုမင်္ဂလာမတက်ရင်လေတော်ဝင်မျိုးနွယ်တွေမသိမြတ်ကြဘူးဆိုပြီးတော့ကဲရဲစရာဖြစ်လိမ့်မယ်လို့ဆိုခဲ့ပါတယ်။မင်္ဂလာကဒီလိုတွေမဖြစ်စေချင်လို့သူမအနေနဲ့အစာကလေးကတိတ်တထကိုဒီဝရနဲ့မရှင်ပြိုင်ဖို့တောင်းပန်ခဲ့ပေမဲ့ဂေါတမီနဲ့မင်းကြီးတို့ကတော့တိတ်တထကိုပြိုင်ပွဲဝင်ဖို့ပဲအားပေးအားမြောက်ပြုခဲ့လို့ဆိုလိုက်တာပါ။ဒါဒီဝရပေါ်မြစ်တာမရှိချင်းကြောင့်ပဲဆိုတာအဖေပုံတယ်လို့ဆိုလိုက်ရမှာမင်းကြီးကသူ့အနေနဲ့ဒီဝရနဲ့တိတ်တထကိုခွဲခြားဆက်ဆံခြင်းမရှိကြောင်းနဲ့သူတို့နှစ်ဦးကမင်းကြီးတို့မျက်လုံးနှလုံးနဲ့လာသရန်တူကြောင်းပြောခဲ့ပါတယ်။မင်္ဂလာကမျက်လုံးနှလုံးဆိုရင်တော့ဘယ်နဲ့ညာကွဲပြားသေးသလိုအခုလဲတိတ်ထကထီးမွေနမ်းမွေစက်ခံထားသလိုရတော်တရားနဲ့လည်းလက်ဆက်ရကြောင်းနဲ့ဒီဝရကတော့တိတ်ထကိုတစ်သလုံးခါစားသွားလိမ့်မယ်လို့ဆိုလိုက်တာပါ။